အားလုံးကိုမင်္ဂလာပါနော်ဒီကဒူးရမူလာတိုက်မူလာတော့ကျွန်တော်မသိပါဘူးနော်ဒါကြောင့်သူရဲ့စကားသံလေးတွေကိုအားလုံးကိုနားထောင်ကြည့်မယ်နော်သူပြောတာမှန်လားမမှန်လားနော်လူတွေကိုတက်အထင်ပေးနေတာပါနော်တက်အထင်ပေးနေတာတော့နားထောင်ကြည့်နော်ညာဆုံးပဲဒီမျိုးကစာပြတဲ့လူညာဆုံးပဲနိုင်ငံရောက်ပြီးနေရလဲဒီဆိုရအကြောင်းစနစ်တကျပြီးဖို့လိုတယ်ဒီနေ့မှကျိုးဆိုပါဆိုတဲ့တိုက်ဖို့နေမှာလေဒီမှာကျိုးဆိုပါတိုက်ဖို့တောင်းလိုက်တော့ပကံထတော့ဖျားများတယ်ဖျားကိုကြောက်မဟုတ်ဘူးလေမင်းအဲ့လောက်ထိတော့ပြောရဲတယ်ဆိုရဲတယ်ဆိုတော့လူတွေတက်နေကကိုထမင်းအိုးကိုပြန်ရိုက်ခွဲနေတဲ့သဘောမျိုးဖြစ်သွားပြီနော်အဲ့လောက်ထိတော့ပြောစရာမလိုပါဘူးနော်မင်းရဲ့အစိတ်မှလည်းဘယ်လောက်ထိတော့ရောက်သွားနေတယ်ဆိုတာမင်းကိုမင်းအသိဆုံးပါပဲနော်ဒါကြောင့်ဒီတိုက်ပွဲထဲမှာမင်းတို့တွေကြွားပြီးတော့ပြောနေတဲ့စကားတွေကဟုတ်နော်နားထောင်ကြည့်ရသူပြောတာဟုတ်ဒါဘယ်လောက်ထိတော့ကြည့်ဒါသူကဘာအစင်းတန်းနေရှိရလဲဘာနာကလည်းနိမိစပ္ပနိမိစကပ်စပ္ပအနာကလားမအီလူ